မြန်မာစာမှာလှုပ်ပြီးလှုပ်ဖူးတယ်ဆိုတဲ့ဝါကျတွေကို tense တွေအပြောင်းလဲမလုပ်ပဲစကားလုံးတွေပေါင်းထည့်ပြီးမှပြောတတ်တာဖြစ်လို့အင်္ဂလိပ်လို present perfect tense ကိုအသုံးပြုတဲ့အခါဘယ်အချိန်မှာ verb to ကိုသုံးရမလဲဘယ်အချိန်မှာ have ဒါမှမဟုတ် has plus verb 3ကိုသုံးရမလဲဆိုတာဒီဟာဖြစ်တတ်ကြပါတယ်ပြီးခဲ့တဲ့ဗီဒီယိုမှာတော့အတိတ်အကြောင်းကိုအမှားယွင်းမရှိပြောနိုင်ဖို့ past tense နဲ့ past continuous tense တွေကိုလေ့လာခဲ့ကြပြီးပြီဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့အင်္ဂလိပ်စာလေ့လာသူမြန်မာကျောင်းသားတွေအများဆုံးရှုပ်ထွေးပြီးအမှားယွင်းလုပ်လဲရှိတဲ့ present perfect tense အကြောင်းကိုရှင်းရှင်းလင်းလင်းနဲ့နားလွယ်အောင်ပြောပြပေးတော့မှာဖြစ်ပါတယ်present perfect tense ရဲ့အသက်ဖြစ်တဲ့အတိတ်နဲ့ပြစ္ဆုတ်ပံကိုကူပေါင်းပေးခြင်းဆိုတဲ့သဘောတရားကိုအခြေခံပြီးနေ့စဉ်စကားပြောမှာဘယ်လိုလွယ်ကူကူနဲ့မှန်မှန်ကန်ကန်အသုံးပြုအောင်လဲဆိုတာကိုသိတော့အောင်လို့ဗီဒီယိုအဆုံးထိကြည့်လိုက်ကြရအောင်ပါ present perfect tense ရဲ့တိဆောက်တဲ့ပုံစံနည်းလမ်းကတော့ subject plus has ဒါမှမဟုတ် have plus verb 3ပဲဖြစ်ပါတယ် subject က I you we they ဆိုလို့ရှိရင် have ကိုသုံးပြီး subject ကအနေတွေဖြစ်တဲ့ she he it ဆိုလို့ရှိရင်တော့ has ကိုသုံးပါတယ်ဒီနေရာမှာ verb 3တွေရဲ့ပုံစံကိုလည်းသေသေးချာချာသိထားဖို့လိုပါတယ်ဥပမာ eat ate eating see saw seen ဆိုတဲ့ပုံစံမျိုးတွေဖြစ်ပါတယ်ဒီ tense ရဲ့နာမည်မှာ present ဆိုတဲ့နာမည်လေးပါနေတာကိုသတိထားမိမှာပါ present ဆိုတဲ့နာမည်လေးပါနေတာကိုသတိထားမိလားကိစ္စတစ်ခုကအတိတ်မှာဖြစ်ပျက်ခဲ့တာဒါမှမဟုတ်အတိတ်မှာစတင်ခဲ့တာမှန်ပေမဲ့အဲ့ဒါရဲ့အကျိုးဆက်ကဒါမှမဟုတ်သက်ရောက်မှုကလက်ရှိပြစ္ဆုတ်ပံမှာသက်ရောက်နေသေးတယ်ဆိုလို့ရှိရင်လက်ရှိပြစ္ဆုတ်ပံ present မှာကြံနေသေးတဲ့အခါမှာဒီ tense ကိုသုံးပါတယ်နေ့စဉ်စကားပြောမှာသုံးရမယ့်အခြေအနေ၃မျိုးရှိပါတယ်ပထမဆုံးအခြေအနေကတော့ life experience ဘဝရဲ့အတွေ့အကြုံတွေဖြစ်တဲ့လှုပ်ဖူးတယ်မလှုပ်ဖူးဆိုတဲ့အကြောင်းအရာတွေကိုပြောတဲ့အခါမှာသုံးရတဲ့ပုံစံမျိုးပါဘဝမှာတစ်ခါဖြစ်ဖြစ်ခဏဖြစ်ဖြစ်လှုပ်ဖူးတဲ့အတွေ့အကြုံတွေအကြောင်းကိုပြောရှင်တဲ့အခါမှာသုံးပါတယ်ဒီနေရာမှာအတိတ်ကတည်ကြတဲ့အချိန်တွေကိုပြောဖို့မလိုအပ်ပါဘူးအရေးကြီးတာကလှုပ်ဖူးလားမလှုပ်ဖူးလားဆိုတဲ့အတွေ့အကြုံတွေကိုပဲဦးစားပေးပြီးပြောရမှာဖြစ်ပါတယ်ဒီလိုမျိုးအခြေအနေတွေကိုပြောတဲ့အခါမှာလည်း ever ဒါမှမဟုတ် never ဆိုတဲ့စကားလုံးတွေနဲ့တွဲပြီးပြောတတ်ကြပါတယ် Have you ever visited Japan ဆိုလို့ရှိရင်ဂျပန်ကိုတော့လေပတ်ဖူးသလားလို့ပြောတာဖြစ်ပြီး I have seen that movie 3 times ဆိုတာကဒီရုပ်ရှင်ကို3ကြိမ်ကြည့်ပြီးပြီလို့ပြောတာပါ She has never eaten sushi ဆိုလို့ရှိရင်တော့သူမက sushi ကိုတစ်ခါမှမစားဘူးသေးဘူးလို့ပြောတာဖြစ်ပါတယ်ဒုတိယတစ်မျိုးကတော့အတိတ်ကကိစ္စတစ်ခုကလက်ရှိအချိန်ထိအကျိုးဆက်ဖြစ်နေသေးတဲ့ဥပမာလှုပ်ပြီးပြီဆိုတဲ့ပုံစံမျိုးအနေနဲ့သုံးတာပါကိစ္စတစ်ခုကအတိတ်မှာဖြစ်ခဲ့ပေမဲ့အကျိုးဆက်ကအခုလက်ရှိအချိန်ထိထင်ရှားနေစေဆိုလို့ရှိရင်ဒီ tense ကိုသုံးပါတယ်ဥပမာကိုကတော့ပျောက်တော့တယ်ပျောက်တော့တာကမနေ့ကပျောက်တော့တာဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့အခုချိန်ထိရှာမတွေ့သေးဘူးတော့ကကိုလက်ထဲကိုရောက်မလာသေးဘူးဆိုတော့အခြေအနေတွေကိုဦးစားပေးပြီးပြောရှင်တဲ့အခါမှာ present perfect tense ကိုအသုံးပြုရပါတယ်ဥပမာဝါကျအနေနဲ့ဆိုလို့ရှိရင် I have lost my key ငါတော့ကြပျောက်တော့တယ်ဆိုလိုတာကပျောက်တော့တဲ့အချိန်ကနေအခုထိတော့ကိုပြန်လို့ရှာမတွေ့သေးဘူးဆိုတဲ့သဘောပါဒါကြောင့်အိမ်ထဲလဲဝင်လို့ရမှာမဟုတ်ပါဘူးနောက်ဥပမာအနေနဲ့ကြည့်ရလို့ရှိရင် he has finished his homework သူကအိမ်စာလုပ်လို့ပြီးသွားပြီဒါကြောင့်မလို့အကျိုးဆက်အနေနဲ့သူဆောရှင်တာဆောလို့ရတယ်လှုပ်ရှင်တာလှုပ်လို့ရတယ်ဆိုတော့အခြေအနေမျိုးမှာဒါကိုသုံးတာဖြစ်ပါတယ်တတိယပုံစံတစ်ခုကတော့အတိတ်ကနေပြီးတော့မှလက်ရှိအထိဖြစ်ပျက်နေစေဆိုတဲ့အကြောင်းအရာတွေကိုပြောဖို့အတွက်သုံးတာပါအတိတ်ကစတင်ခဲ့ပြီးအခုချိန်ထိဖြစ်ပျက်နေစေအခုချိန်ထိလှုပ်ဆောင်နေစေဆိုတဲ့အကြောင်းအရာတွေကိုပြောရှင်တဲ့အခါမှာသုံးပါတယ်ဒီ WhatsApp ပုံစံတွေမှာဆိုလို့ရှိရင် since နဲ့ for ကိုအဓိကဦးစားပေးပြီးတော့မှသုံးလေရှိပါတယ် since ဆိုတာကစတင်ခဲ့တဲ့အချိန်ကာလကိုဖော်ပြဖို့အတွက်သုံးတာဖြစ်ပြီး for ဆိုတာက duration လို့ခေါ်တဲ့အချိန်ဘယ်လောက်ကြာဖြစ်ပျက်နေပြီဆိုတော့ပုံစံမျိုးကိုပြောရှင်တဲ့အခါမှာသုံးပါတယ်ဥပမာအနေနဲ့ပြောမှန်ဆိုလို့ရှိရင်She has worked here since 2023 2023ကနေပြီးတော့မှအခုချိန်နေအထိသူမအလုပ်လုပ်နေစေပဲဆိုတော့အကြောင်းအရာပုံစံမျိုးပြောရှင်တာပါနောက်တစ်ကြောင်းအနေနဲ့ဆိုလို့ရှိရင် I have lived in Yangon for 5 years
ဒါကတော့ရန်ကုန်မှာနေတာ9နှစ်အရင်ကတည်းကနေအခုချိန်ထိနေလာတာ9နှစ်ရှိပြီဆိုတော့အတိတ်ပဲပါလက်ရှိလဲနေသေးတယ်ဆိုတော့အတိတ်ပဲရပါတယ်နောက်ထပ်တစ်ပိုင်းအနေနဲ့ကတော့ကျွန်တော်မြန်မာတွေအများစု present perfect tense ကိုသုံးတဲ့အခါမှာအမှားလုပ်လဲရှိတဲ့အမှား2မျိုးကိုဆက်ပြီးတော့မှပြောပြချင်ပါတယ်ပထမဆုံးအကြီးမားဆုံးအမှားကတော့ present perfect tense တွေကိုအတိတ်ရဲ့အချိန်ကာလတွေနဲ့တွဲပြီးတော့မှသုံးတတ်တာပါဥပမာ yesterday last night 2 days ago စတဲ့စကားလုံးတွေနဲ့တွဲပြီးသုံးမိကြတာဖြစ်ပါတယ် I have seen him yesterday လို့ပြောလို့ရှိရင်ဒါလုံးဝမှားပါတယ် I saw him yesterday ဆိုမှမှန်ပါပါ I saw him yesterday လို့အချိန်ကာလပါလို့ရှိရင် past tense အနေနဲ့ပဲသုံးရပါတယ်အချိန်ကာလအတိအကျမပါပဲသူကိုမြင်ပြီးတော့ပြီလို့ပြောရှင်ရင်တော့ I have seen him လို့ပြောလို့ရပါတယ်နောက်တစ်ခုကတော့ been to နဲ့ gone to ကိုတွဲသုံးတဲ့အခါမှာမှားတတ်တဲ့အမှားပါဒါကတော့စကားပြောတဲ့အခါမှာအလွန်ရှုပ်ထွေးပြီးမှားလည်းရှိတတ်ကြပါတယ် have been to ဆိုတာတော်ဖူပြီးပြီတော်ဖူလို့ပြန်တော့ရောက်နေပြီဆိုတော့အတွေ့အကြုံမျိုးတွေကိုပြောတဲ့အခါမျိုးမှာသုံးတာပါဥပမာ she has been to Singapore ဆိုရင်သူမစင်ကာပူကိုတော်ဖူတယ်ဒါပေမဲ့အခုအိမ်ပြန်ရောက်နေပြီဆိုတော့အတိတ်ပဲမျိုးပါ have gone to ဆိုတာတော့သူကထွက်သွားပြီးပြန်ရောက်မလာသေးဘူးဟိုမှာပဲရှိနေစေအချိန်တွေမျိုးမှာသုံးပါတယ်ဥပမာအနေနဲ့ဆိုရင် she has gone to Singapore သူမစင်ကာပူကိုထွက်သွားပြီးပြန်မရောက်လာသေးဘူးဆိုတော့အခြေအနေမျိုးကိုပြောရှင်းတာပါဒီနေ့ဗီဒီယိုမှာ present perfect tense နဲ့ပတ်သက်ပြီးအသေးစိတ်မျှဝေပြီးတော့ပြီဖြစ်တဲ့အတွက်ကြောင့်မလို့ကြောက်စိတ်ကင်းကင်းနဲ့စကားပြောတဲ့အခါမှာလက်တွေ့အသုံးချနိုင်ဖို့မျှော်လင့်ပါတယ်အဲ့ဒီအတွက်လက်ရှိတစ်ခါတည်းမမင်းတော့အောင်အိမ်စာလေးပေးပါမယ်ပေးထားတဲ့စာကြောင်းတွေထဲကလက်သေးကွင်းအဖွင့်အပိန်ထဲမှာရှိနေတဲ့ buff တွေကိုမမှန်ကန်ကန်ဖြစ်အောင်လုပ်ပြီး comment မှာချရဲခဲ့ပေးပါကျွန်တော်တယောက်ချင်းစီကိုအသေးစိတ်စစ်ဆေးပေးပါမယ်နောက်ဗီဒီယိုမှာတော့ကျွန်တော်မြန်မာတွေအမြဲရှုပ်ထွေးလေးရှိတဲ့ well နဲ့ going to အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ် subscribe လုပ်ထားဖို့လုံးဝမမေ့ပါနဲ့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်